ကြာရှည်ခံအောင်အသုံးပြုလို့ရမယ်လိုအပ်ချက်ဆိုတော့ speaker တစ်လုံးရဲ့တက်တန်းကအတန်ရေသွေးပြင်ဦးမှာအသုံးပြုသူရဲ့ထိမ့်သိမ့်မှုနဲ့လည်းအရန်ကိုသက်ဆိုင်ပါတယ်။ဒါဆိုရင်အရေးကြီးဆုံးအချက်တွေရောဘာတွေလဲ။ပထမဆုံးအနေနဲ့ battery health ဖြစ်ပြီးတော့အားပြည့်ပြီဆိုလို့ရှိရင်ဒီမှာအားသွင်းကြိုးကိုချက်ချင်းကိုဖြုတ်ပြရပါမယ်။ဒါရင်မကသေးဘူးပေါ့နော်။ speaker ကိုအားသွင်းနဲ့ဖွင့်မယ်ဆိုလို့ရှိရင်လည်း battery တက်တန်းကိုတော်တော်လေးကိုထိခိုက်နိုင်တာမို့လို့အားပြည့်သွင်းပြီးကမှတချင်းနားထောင်တာမျိုးတွေကိုလုပ်စေချင်ပါတယ်။နောက်တစ်ချက်ကတော့ speaker ရဲ့အတန်ပိုင်းမှာဒီမှာ speaker ရဲ့ volume ကိုအဆုံးထိတင်ပြီးနားထောင်တာမျိုးတွေကိုလုံးဝကိုရှောင်ကျဉ်နေပါတယ်။ speaker ရဲ့အတန်ကိုဒီမှာ80ကနေပြီးတော့80ရာခိုင်နှုန်းလောက်ထိပဲထားပြီးဖွင့်မယ်ဆိုလို့ရှိရင်ညီမတို့ speaker ရဲ့အတွင်းပိုင်းမှာရှိတဲ့ driver ကိုတန်မဖြစ်အောင်ကာကွယ်ပေးနိုင်လို့အတန်ထွက်တွေကိုလည်းလုံးဝကြည်ကြည်လင်လင်နဲ့နားထောင်နိုင်မှာဖြစ်ပါတယ်။ကဲနောက်ဆုံးချက်ကတော့ညီမတို့ speaker ကိုဖုန်းချိုးတိုင်းစားနဲ့နေပူရဲ့တန်တွေကနေပြီးတော့ကင်းဝင်းရဲ့6သွေးရဲ့နေရာမျိုးတွေမှာစနစ်တကျသိမ်းဆည်းထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ speaker လေးကဝယ်တော့ quality တိုင်းပဲရှိနေမှာပါ။ကဲဆိုတော့ဒီအချက်လေးတွေကိုလိုက်နာရုံနဲ့ Euro speaker လေးတွေကအမြဲတမ်းအတန်ထွက်တွေလုံးဝကြည်လင်ပြီးတော့အနည်းဆုံး4-5-6နှစ်လောက်ထိကိုယ့်ရဲ့ဘေးနားမှာအပေါ်ပြပေးနိုင်မှာပါ။ကဲဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။အားလုံးမတတာ